ဒီလူဟာသူ့ရဲ့သမီးအရင်ကိုကားထဲမှာပိတ်လောင်ထားခဲ့ပြီးသူ့ရဲ့အချစ်ဦးနဲ့သူမရဲ့သားဖြစ်သူကိုဈေးဝယ်စင်တာစီလိုက်ပို့ပေးနေခဲ့တာပါသူ့သမီးအရင်လေးကတော့ကားထဲမှာအပူချိန်50ခန့်အထိတက်နေတဲ့တန်ကြောင့်ရေတက်ခန်းချောက်ပြီးဒုက္ခရောက်နေရရှာပါတယ်အဲ့ဒီအချိန်မှာအဖေဖြစ်သူကတော့သူ့အချစ်ဦးရဲ့သားလေးအေးမြနေစေဖို့ဂရုတစိုက်နဲ့ရက်ခတ်ပေးနေခဲ့တာပါကလေးမလေးဟာသူမရဲ့နောက်ဆုံးကြံရှိနေတဲ့အင်အားလေးကိုသုံးပြီးအဖေဖြစ်သူစီဖုန်းဆက်အကူအညီတောင်းပေမဲ့သူကတော့ဖုန်းကိုအေးဆက်စွာပဲညှင်းပယ်လိုက်ပြီးအချစ်ဦးရဲ့သားနဲ့ကစားရင်းပြောပါနေခဲ့ပါတယ်သူမရဲ့ iPad battery အကုန်ခါနေချိန်မှာတော့ကလေးမလေးဟာအမေဖြစ်သူစီကိုနောက်ဆုံးအနေနဲ့ဖုန်းဆက်သွယ်လိုက်ပါတော့တယ်အဲ့ဒီအချိန်မှာအမေဖြစ်သူကအစည်းအဝေးလုပ်နေတာပါဖုန်းဖြေလိုက်တဲ့အခါသမီးဖြစ်သူကငိုယိုပြီးအကူအညီတောင်းနေတာကိုကြားလိုက်ရပါတယ်အမေဖြစ်သူကဘယ်နေရာမှာလဲလို့အလောတကြီးမေးလိုက်ပေမဲ့သမီးလေးဟာပြအမဖြေနိုင်ခင်မှာတင်တတိလစ်သွားပြီးဖုန်းလိုင်းပြတ်တောက်သွားခဲ့ပါတယ်အမေဖြစ်သူကဖုန်းပြန်ခေါ်ပေမဲ့ဘယ်သူမှမဖြေတော့ပါဘူးဒီမြင်ကွင်းကိုကြည့်နေရသူတိုင်းဟာကလေးမလေးရဲ့ဘေးကင်းလုံခြုံမှုအတွက်စိုးရိမ်ပူပန်နေကြပါတယ်အဲ့ဒီအချိန်မှာပဲအမေဖြစ်သူဟာဒီနေ့သမီးကိုတွားကြိုတာသူ့ခင်မုန်းဖြစ်ကြောင်းရုတ်တရက်တတိယသွားပြီးသူ့စီကိုချက်ချင်းဖုန်းဆက်ပါတယ်ဒါပေမဲ့ခင်မုန်းဖြစ်သူဟာအချစ်ဦးနဲ့ရှိနေစေဖြစ်ပြီးအဲ့ဒီအမျိုးသမီးကဖုန်းလာနေတာကိုမြင်ပေမဲ့တမင်တက်တက်လေးလူရှုထားလိုက်ပါတယ်အမေဖြစ်သူဟာအလွန်အမင်းစိုးရိမ်သွားပြီးသူမရဲ့အဖွဲ့သားတွေကိုအကူအညီတောင်းကသမီးလေးကိုအသေးတန်လိုက်ရှာကြပါတော့တယ်သူမဟာသမီးလေးဘေးကင်းပါစေကြောင်းဆုတောင်းရင်းအပြင်ကိုပြေးထွက်လာခဲ့ပါတယ်တစ်ဖက်မှာလည်းကလေးမလေးဟာကားမှန်တကားကိုအားနည်းစွာနဲ့ပုတ်ပြီးအကူအညီတောင်းနေရှာပါတယ်ဒီအမျိုးသမီးဟာကားမှန်ကိုယူသွတ်မတက်ရိုက်ခွဲပစ်လိုက်တယ်။ဒဏ်ရာရထားတဲ့သူ့လက်မောင်းကိုတောင်ဂယုမဆိုင်နိုင်ပဲ9နာရီကြာအောင်ပိတ်မိနေတဲ့သူ့သမီးလေးကိုကယ်ဖို့တကားကိုအတင်းဖွင့်လိုက်တာပါ။ဒါပေမဲ့ကားထဲမှာလဲလျောင်းနေတဲ့မိန်းကလေးကိုမြင်လိုက်ရတဲ့အခါသူ့ဆွန့်သွားတယ်။အဲ့ဒါသူ့သမီးမဟုတ်နေလို့ပါ။နောက်တစ်စက္ကန့်မှာပဲသူဟာမြေကြီးပေါ်ကိုတွန်းလဲခြင်းခံလိုက်ရတယ်။အဲ့ဒီလူတွေကကားထဲကမိန်းကလေးရဲ့မိဘတွေဖြစ်နေပြီးဒီအမျိုးသမီးကိုတခိုးလို့အထင်မှားကရဲခေါ်ဖို့အထိလုပ်ကြပါတယ်။စိတ်ပြတ်အားငယ်ပြီးနှလုံးသားကွဲကြေသွားတဲ့ဒီအမျိုးသမီးဟာအဲ့ဒီပေါ်စားတဲ့မိဘတွေကိုဒေါသတကြီးနဲ့အော်ဟစ်ဆဲဆိုပါတော့တယ်။ဒါပေမဲ့သူတို့ကတော့ဒီအမျိုးသမီးကိုယူနေတယ်လို့ထင်ပြီးကြောက်လန့်တကြားမောင်းထွက်သွားကြတယ်အမျိုးသမီးဟာသူ့သမီးလေးဘယ်ရောက်နေမှန်းမသိပဲငိုင်းတိုင်တိုင်နဲ့မြေကြီးပေါ်မှာထိုင်နေတော့ရုတ်တရက်သူ့ဖုန်းမိလာပါတယ်သူ့ရဲ့လက်ထောက်ကသူ့ခင်ပွန်းရဲ့ကားကိုတွေ့ပြီလို့လာပြောတာပါအမျိုးသမီးဟာကားပါကင်စီအမြန်ပြေးသွားပြီးလက်ထောက်နဲ့အတူသူ့သမီးကိုအသေးတန်ရှာပါတော့တယ်ဒီအချိန်မှာတော့ကားထဲကမိန်းကလေးဟာအားရင်ကုန်ခန်းနေပါပြီးရင်းနှီးနေတဲ့အရေးအယောင်တစ်ခုကိုမြင်လိုက်ရတော့မေမေလို့လှမ်းခေါ်ပြီးသူ့ကိုလာခဲ့ပြီးလို့ထင်နေတာပါဒါပေမဲ့မမျှော်လင့်ပဲအဲ့ဒီအမျိုးသမီးကကားနားကနေဒီတိုင်းပဲဖျက်လျှောက်သွားခဲ့တယ်သူကသူ့အမေမဟုတ်လို့ပါအဲ့ဒီအချိန်မှာပဲအမျိုးသမီးဟာသူ့ခင်ပွန်းရဲ့ကားကိုနောက်ဆုံးတော့ရှာတွေ့သွားပါတယ်သူရင်ခုန်စိတ်လှုပ်ရှားစွာနဲ့တကားကိုဖွင့်လိုက်တဲ့အခါမှာတော့ကားထဲမှာဘယ်သူမှမရှိတာကိုတွေ့လိုက်ရတဲ့အမျိုးသမီးဟာလုံးဝကိုအပူတပြင်းအားငယ်သွားပါတော့တယ်သူ့သမီးလေးဟာတကယ်ပဲဘယ်နေရာကိုရောက်နေတာပါလဲလာမယ့်နောက်ပိုင်းတွေမှာဆက်ကြည့်ရအောင်ဗျာဒီအမျိုးသမီးကသူမရဲ့သမီးလေးဘယ်မှာလဲဆိုတာကိုသိကျင်စောနဲ့ခင်မုန်းဖြစ်သူကိုအသေးတန်အတနာခံမေးမြန်းနေပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာအမျိုးသားကသူ့ရဲ့ရည်စားဟောင်းနဲ့အတူရှိနေတာပါသူ့ဇနီးကသမီးဖြစ်သူကိုအကြောင်းပြပြီးသူ့ကိုအိမ်ပြန်လာအောင်အတင်းကျပ်လုပ်မယ်လို့သူကထင်နေပါတယ်ဒါကြောင့်သူကဇနီးဖြစ်သူကိုလိပ်စာတူတစ်ခုပေးပြီးမြို့ပြင်စင်ကြီးဖုန်းရက်ကွက်တစ်ခုစီရောက်သွားအောင်လိန်ညာလွတ်လိုက်ပါတယ်ပြီးတော့သူကဂုံယူဝင်ကြွားစွာနဲ့ပဲဖုန်းကိုပိတ်ပစ်လိုက်ပါတော့တယ်အမျိုးသမီးဟာဘာမှမရှိတဲ့ကွင်းပြင်ကြီးထဲမှာအကူညီမဲ့စွာရက်နေရင်သူမရဲ့ခင်ပွန်းကဘာကြောင့်အခုထိသူမအပေါ်လိန်ညာနေရတယ်လဲဆိုတာကိုနားမလည်နိုင်အောင်ဖြစ်နေရပါတယ်တစ်ဖက်မှာတော့ကားထဲမှာကြံခဲ့တဲ့သမီးငယ်လေးဟာအသက်ရှူကျက်လာပြီးနောက်ဆုံးအချိန်ထိဖခင်ဖြစ်သူကိုတတခေါ်နေရှာပါတယ်အဲ့ဒီအချိန်မှာအမျိုးသားဟာရုတ်တရက်ရင်ထဲမှာတမျိုးကြီးခံစားလိုက်ရပြီးသမီးဖြစ်သူအတွက်စိုးရိမ်စိတ်ဝင်လာတာကြောင့်တွားကြည့်ဖို့ပြင်ပါတယ်ဒါပေမဲ့သူ့ရဲ့ရည်စားဟောင်းကခြေထောက်ခောက်ချင်အောင်ဆောင်လိုက်ပြီးသူမရဲ့သားကလည်းပိုက်စားတယ်လို့ပူစားတာကြောင့်သူတို့နဲ့အတူညစာစားဖို့ပဲဆုံးဖြတ်လိုက်ပါတယ်ငါမိမကပို့ပြီးရှောက်တွေးနေတာပါလို့လည်းကိုနှစ်သိမ့်လိုက်ပါသေးတယ်အဲ့ဒီအချိန်မှာဇနီးဖြစ်သူဟာသမီးလေးဘယ်မှာရှိနိုင်မလဲဆိုတာကိုစိုးရိမ်တကြီးစဉ်းစားနေရင်စောင့်ကြည့်ကင်မရာ CCTV မှတဆင့်သူမရဲ့ခင်ပွန်းဟာရည်စားဟောင်းနဲ့သူမရဲ့သားကိုခေါ်ပြီးကစားကွင်းကိုတွားနေတာကိုမြင်သွားပါတယ်သူမဟာသမီးလေးဟာအဲ့ဒီအမျိုးသမီးရဲ့ကားထဲမှာရှိနေမယ်ဆိုတာကိုချက်ချင်းရိပ်မိသွားပြီးလက်ထောက်ဖြစ်သူနဲ့အတူကစားကွင်းစီကိုအမြန်ဆုံးအပြေးလွှားသွားပါတော့တယ်ဒါပေမဲ့ကားထဲကသမီးငယ်လေးကတော့တေးရန်ဆဲဆဲအခြေအနေကိုရောက်နေပါပြီဒီနေ့ဟာသူမရဲ့မွေးနေ့လေးဖြစ်ပေမဲ့ဘယ်သူမှသတိမရကြပါဘူးသမီးငယ်လေးဟာမိဘနှစ်ပါးနဲ့အတူကစားကွင်းသွားရမယ့်အကြောင်းကိုစိတ်ကူးရင်အိမ်မက်မက်ရင်းနဲ့သတိလစ်သွားပါတော့တယ်လူအများပြားရဲ့အကူအညီနဲ့နောက်ဆုံးမှာတော့အမျိုးသမီးဟာသူမရဲ့သမီးလေးကိုရှာဖွေတွေ့ရှိခဲ့ပါတယ်ဒါပေမဲ့ကောင်မလေးကသတိမေ့မျောနေရှာပါပြီးသူမဟာသမီးလေးကိုကယ်တင်ဖို့အစွမ်းကုန်စူးစမ်းနေချိန်မှာတော့သူမရဲ့ခင်ပွန်းကသူ့ရဲ့ဦးစားပေးချစ်ရတဲ့သားနဲ့အတူဂိမ်းဆော်ပြီးပြောပါနေတော့မှာပဲကယ်ဆယ်ရေးလုပ်ငန်းတွေကိုအနှောက်အယှက်မဖြစ်စေဖို့ဆရာဝန်တွေကအမျိုးသမီးကိုအပြင်မှာပဲစောင့်နေဖို့အကြံပြုတာကြောင့်သူမဟာသမီးလေးကိုခေါ်ဆောင်သွားတာကိုအားကိုးရမယ်ဆိုတာကြည့်နေခဲ့ရပါတယ်အဲ့ဒီအချိန်မှာပဲသမီးလေးပေးထားတဲ့လက်ကောက်လေးကရုတ်တရက်ပြတ်ထွက်သွားပါတယ်တစ်ချိန်တည်းမှာပဲခင်မုန်းဖြစ်သူဟာလည်းရင်ဘတ်ထဲကစူးကနေနာကျင်မှုကိုခံစားလိုက်ရပါတယ်သူ့ရဲ့အချစ်ဦးကရှင်မယားကငါကားကိုရိုက်ခွဲသွားတယ်လို့သူ့ကိုလိန်ညာပြောဆိုလိုက်ပါတယ်ဒါကိုကြားတော့သူခင်ပွန်းဟာဒေါသတကြီးနဲ့ကားပါကင်ကိုပြေးသွားပြီးသူ့ဇနီးကိုတားဆီးကမနာလိုဖြစ်ပြီးသူ့တစ်ပါးကားကိုဖျက်ဆီးရသလားဆိုပြီးဆွဆွဲပါတော့တယ်အမျိုးသမီးဟာသူ့ကိုအယမ်းယွန်ရှာသွားပြီးပါရိုက်ဖို့အထိလုပ်ခဲ့ပေမဲ့ကောင်လေးရဲ့ကြောက်လန့်နေတဲ့မျက်နှာကိုမြင်ပြီးလက်တုံသွားခဲ့ပါတယ်သူမကဒေါသတကြီးနဲ့ရှင်သမီးလေးကဆေးရုံမှာအသက်လူနေရတာရှင်ကတော့ဒီမှာပျော်ပါနေနိုင်တယ်ပေါ့လို့ပြောလိုက်ပေမဲ့သူ့ရဲ့အချစ်ဦးကသူမလိန်နေတာသမီးကိုအတုံးချပြီးရှင်ကိုချင်းချောက်နေတာလို့ကြားဖြတ်ပြောပါတယ်ခင်မုန်းဖြစ်သူကလည်းအဲ့ဒီစကားကိုထောက်ခံပြီးငါကကလေးကိုကားထဲမှာပဲအိတ်ခိုင်းထားတာဘာမှမဖြစ်နိုင်ဘူးလို့တွင်တွင်ညင်းပါတယ်ဇနီးဖြစ်သူကဒါဆိုရှင်ရဲ့အချစ်ဦးသားကိုကြတော့ဘာလို့ကားထဲမှာမထားခဲ့တာလဲလို့မေးတဲ့အခါသူကဒီကောင်လေးကပိုရေးကြီးလို့ပေါ့လို့စိတ်ထဲရှိတဲ့အတိုင်းချက်ချင်းပြန်ဖြေလိုက်ပါတယ်သူ့ရဲ့စိတ်ရင်းအမှန်ပေါ်သွားတာကိုသိလိုက်တဲ့အခါမှာသူကမနှက်ဖြန်ကြရင်သမီးစီလိုက်ခဲ့ပါမယ်လို့ကတိပေးပေမဲ့သူမကတော့သမီးလေးအတွက်နင့်မှာဘာခွင့်ရေးမှမရှိတော့ဘူးလို့ပြောလိုက်ပါတယ်ဆရာဝန်ကသူမရဲ့သမီးလေးမှာနှလုံးခုန်တန်မရှိတော့ဘူးလို့ပြောတဲ့အခါအမျိုးသမီးဖြစ်သူကမယုံကြည်နိုင်ပဲသမီးလေးကိုကယ်တင်ပေးဖို့ဆရာဝန်ကိုထပ်ခါတလဲလဲအတနာခံခဲ့ပါတယ်ဒါပေမဲ့ဆရာဝန်ကဘာမှမတတ်နိုင်တော့ပါဘူးအမျိုးသမီးဟာအရေးပေါ်ခန်းအပြင်ဘက်မှာတတိလစ်သွားတဲ့အထိအော်ဟစ်ငိုကြွေးခဲ့ပါတယ်
တစ်ချိန်တည်းမှာပဲသူမရဲ့ခင်မွန်းကတော့တခြားခန်းတစ်ခုမှာသူ့ရဲ့အချစ်ဦးပြီးတော့သူမရဲ့သားဖြစ်သူနဲ့အတူရှိနေခဲ့ပါတယ်။ရင်းနှီးနေတဲ့ငိုတံကိုကြားရလို့သူအပြင်ကိုအပြေးလွှတ်ထွက်လာတဲ့အချိန်မှာပဲနာမည်မသိရသေးတဲ့မိန်းကလေးငယ်တူတေဆုံးသွားတဲ့အကြောင်းသူနာပြုတွေပြောနေတာကိုကြားလိုက်ရပါတယ်။သူကနာမည်ကိုမေးဖို့ပြင်လိုက်ပေမဲ့အချစ်ဦးကကောင်းလေးတတိလက်သွားပြီးလို့လာပြောတာကြောင့်မမေ့ဖြစ်ခဲ့ပါဘူး။အမျိုးသမီးနိုးလာတဲ့အခါသမီးလေးကသူမဘေးမှာရှိနေတာကိုတွေ့လိုက်ရပါတယ်။သမီးလေးကိုဆုံးရှုံးရတာအိမ်မက်ဆိုးတစ်ခုပဲလို့ထင်ပြီးဝမ်းသာအားရဖတ်ထားမိတယ်လို့သမီးလေးကိုဘယ်တော့မှပြစ်မထားတော့ဘူးလို့လည်းကတိပေးနေမိပါတယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲသမီးလေးကသူမမျက်စိရှိတင်ပြက်ကွယ်သွားပြီးသူမဘလို့မှလှမ်းဖမ်းလို့မရတော့ပါဘူး။အမျိုးသမီးဟာထိတ်လန့်တကြားနဲ့နိုးလာပြီးသမီးလေးကိုအသေးအတန်လိုက်ရှာပါတော့တယ်။သူမရဲ့လက်ထောက်ကသူမကိုထိန်းထားပြီးသမီးလေးကလိုက်ကနောက်ွယ်မှာရှိနေပေမဲ့အသက်ရှူမရှိတော့ဘူးလို့ပြောပြခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲခင်မုန်းဖြစ်သူကသမီးဖြစ်သူကိုတောင်းပန်ဖို့အခန်းထဲကိုစွတ်အတင်းဝင်လာပါတယ်။ဇနီးဖြစ်သူကအခွင့်အရေးမရှိတော့ဘူးလို့ပြောပေမဲ့သူကတော့တွေးခွင့်ပေးဖို့ပဲအတင်းတောင်းဆိုနေပါတယ်။သူဘာလို့ဒီလောက်လောနေတာလဲဆိုတာကိုသူမနားမလည်နိုင်ခင်မှာပဲခင်မုန်းဖြစ်သူကကောင်းလေးရဲ့အခြေအနေကစိုးရိမ်ရလို့အသေးစားထိုးဖို့လိုနေတယ်လို့ပြောလိုက်ပါတယ်။အမျိုးသမီးဟာတုံလုံးချောက်ချသွားရပါတယ်။သူ့ရဲ့ကိုယ်ပိုင်သမီးလေးရဲ့အသက်ကိုတုံးပြီးတခြားသူရဲ့သားကိုကယ်တင်ဖို့သူကြံစီနေတာကိုသိလိုက်ရလို့ပါပဲ။အမျိုးသမီးဖြစ်သူကသမီးဖြစ်သူရဲ့နာရီခန္ဓာကိုတက်ရောက်နေချိန်မှာခင်မုန်းဖြစ်သူကတော့သူ့ရဲ့ပထမအချစ်စီမှာဂတိတွေပေးနေတော့မှရှိပါသေးတယ်။အဲ့ဒီဂတိကတော့ရီစာဟောင်းရဲ့သားကိုကယ်တင်ဖို့အတွက်သူ့သမီးရဲ့အသေးကိုလှူဒန်းဖို့သမီးဖြစ်သူကိုနားချပေးမယ်ဆိုတဲ့ဂတိပါသူဟာသူ့သမီးလေးတည်ဆုံးသွားပြီဆိုတာကိုတော့အခုထိမသိသေးပါဘူး။နာရီခန်းနာမှာဇနီးတဲ့ကမျက်ရည်တွေနဲ့ပြိုလဲနေချိန်မှာခင်မုန်းဖြစ်သူကတော့သူရီစာဟောင်းရဲ့သားအခြေအနေကောင်းသွားလို့ဝမ်းသာနေပါတယ်။ဆရာဝန်ကသူ့ကိုတာဝန်သိတဲ့ဖခင်ကောင်းတစ်ယောက်ဖြစ်ချီးကျူးပြီးမနေ့ကပဲတည်ဆုံးသွားတဲ့မိန်းကလေးတစ်ယောက်အကြောင်းကိုပြောပြပါတယ်။အဲ့ဒီမိန်းကလေးရဲ့ဖခင်ကတော့သမီးဖြစ်သူရဲ့နာရီကိုတောင်လာမတက်တဲ့အကြောင်းဆရာဝန်ကပြောပြတဲ့အခါခင်မုန်းဖြစ်သူကဒီလောကမှာဒီလောက်တောင်နှလုံးသားမရှိတဲ့အဖေမျိုးရှိသေးတာလားဆိုပြီးအံ့ဩတုန်လှုပ်နေပါတယ်။ပြီးနောက်သူဟာဇနီးတဲ့နဲ့အတူတွားဖို့ဂတိပေးထားတဲ့နေရာကိုလုံးဝမေ့လျော့သွားပြီးကောင်လေးကိုဖက်ကအောင်ပွဲခံနေပါတယ်။နာရီခန္ဓာပြီးဆုံးခါနီးအချိန်ထိခင်မုန်းဖြစ်သူရောက်မလာခဲ့ပါဘူး။နှလုံးသားကွဲကြည်နေတဲ့ဇနီးတဲ့ကသမီးလေးကသူ့ကိုတေအောင်လုပ်တဲ့လူကိုမြင်ချင်မှမဟုတ်ဘူးလို့ပြောပြီးလက်ထက်လက်စွပ်ကိုချွတ်ချလိုက်ပါတယ်။အဝတ်ဖြူနဲ့ဖုံးအုပ်ထားတဲ့သမီးဖြစ်သူရဲ့ရုပ်အလောင်းကိုကြည့်ပြီးနောက်တစ်ခါဘယ်တော့မှထပ်မတွေ့ရတော့ဘူးဆိုတာသိလိုက်ရတဲ့အခါသူမဟာအသက်အတန်အော်ဟစ်ကိုကြွေးပါတော့တယ်ရုတ်တရက်ခင်မုန်းဖြစ်သူဟာဇနီးတဲ့ကိုပေးထားတဲ့ဂတိကိုတတိယသွားပြီးသမီးဖြစ်သူစီသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။သူ့ရဲ့ရီစာဟောင်းကလည်းလိုက်ချင်တယ်လို့ပြောတဲ့အခါသူကခိတ္တတွေဝေသွားပေမဲ့နောက်ဆုံးတော့လိုက်ခဲ့ဖို့သဘောတူလိုက်ပါတယ်။ကားပေါ်ရောက်တဲ့အခါဒရိုင်ဘာကသွားမဲ့နေရာကိုအတီးပြူရင်ဘာလို့နာရီအိမ်ကိုသွားရတာလဲလို့မေးလိုက်တဲ့အခါမှာတော့ခင်မုန်းဖြစ်သူဟာစွန့်မြင့်တက်သွားပါတော့တယ်။နောက်ဆုံးမှာတော့ထိုလူဟာသူ့သမီးလေးတည်ဆုံးရတာဟာသူ့ကြောင့်ဆိုတာကိုနားလည်သွားပြီးအပြစ်မကင်းတဲ့စိတ်တွေနဲ့အဆောက်အဦပေါ်ကနေခုန်ချပြီးအဆုံးစီရင်လိုက်ပါတယ်တိုက်တိုက်ဆိုင်ဆိုင်ပဲသူဟာသူ့ကိုလိုက်ရှာနေတဲ့မကောင်းကြံစီတတ်တဲ့သူ့ရဲ့အချစ်ဦးပေါ်ကိုပြုတ်ကျသွားပြီးရက်ဆက်တဲ့သူနှစ်ယောက်လုံးအတူတူတည်ဆုံးသွားခဲ့ကြပါတယ်အစောပိုင်းကထိုလူဟာဇာပနာခန်းမကိုရောက်လာတဲ့အခါဘယ်သူမှမရှိတာကိုမြင်တော့သူ့ဇနီးကနောက်ပြောင်နေတာလို့ထင်နေခဲ့တာပါသူပြန်တော့မဲ့အချိန်မှာပဲဝန်ထမ်းတစ်ယောက်ကသူ့ဇနီးဟာကလေးရဲ့တပ်ပုံကိုထားခဲ့တယ်လို့ပြောပါတယ်သူမယုံကြည်နိုင်ပဲအုပ်ထားတဲ့အဝတ်နက်ကိုလှမ်းကြည့်လိုက်တဲ့အခါတုံလုံးချောက်ချသွားရပါတယ်အဲ့ဒါကတော့သူ့သမီးလေးရဲ့ရင်းနှီးနေတဲ့အပြုံးလေးပဲဖြစ်နေလို့ပါသူဟာကိုအယူတယောက်လိုပါရိုက်ပြီးသူ့ဇနီးရှိရာကိုအပြေးသွားပါတော့တယ်သူဟာဒူးထောင်ကိုကျွေးပြီးသူဟာဖခင်ကောင်းတယောက်မဟုတ်ခဲ့ကြောင်းဝန်ခံခဲ့ပါတယ်ဇနီးဖြစ်သူကတော့သမီးလေးရဲ့မွေးနေ့မှာအတူမရှိပေးနိုင်ခဲ့တာကိုပဲနောက်တရနေခဲ့တာပါသူမဟာခင်မုန်းဖြစ်သူကိုသမီးလေးနဲ့အတူလွတ်လိုက်မိလို့သာသမီးလေးဟာကားထဲမှာပိတ်မိပြီးတေဆုံးသွားခဲ့ရတာဖြစ်ပါတယ်ထိုလူကသမီးလေးကိုနောက်ဆုံးတစ်ခေါက်လောက်ကြည့်ခွင့်ပေးဖို့ခါခါတီးတီးတောင်းပန်ခဲ့ပေမဲ့ဇနီးဖြစ်သူကတော့သူနဲ့မထိုက်တန်ဘူးဆိုပြီးညှင်းဆိုခဲ့ပါတယ်ပြီးနောက်သမီးလေးရဲ့နောက်ဆုံးကြံရစ်တဲ့ပစ္စည်းတွေကိုသူ့လက်ထဲထည့်ပေးလိုက်ပါတယ်သမီးလေးမတေဆုံးခင်ပို့ထားတဲ့စာတိုလေးတွေကိုဖတ်ကြည့်ရင်သူဟာသူ့ရဲ့ရည်စားဟောင်းနဲ့ရှိနေတဲ့အတွက်သမီးလေးကိုစိတ်မရှိစွာပဲပြန်စာတွေပို့ခဲ့တာကိုသတိထားမိသွားပါတယ်နောက်ဆုံးပို့ထားတဲ့စာမှာတော့သမီးလေးကိုသူကစူပူချိန်မောင်းနေခဲ့တာပါနောက်ဆုံးမှာမိမိရဲ့အမှားတွေကိုနားလည်သွားတဲ့ထိုလူဟာသမီးလေးစီကိုသာထောက်ဝါလိုက်သွားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်